2008အတူရောင်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ဒီဥပဒေကိုအခြေခံပြီးကျင်းပမဲ့2010ရွေးကောက်ပွဲကိုလက်မခံနိုင်ကြောင်းနာဖကိုစန့်ကျင်တိုက်ခိုက်နေစေတိုင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ကရင်နီမျိုးသားတိုးတက်ရေးပါတီ KNPP ကတရားဝင်ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ခုကတော့ကျွန်တော်တို့2008ရောက်ကဒီခုကတဲ့ခြေဆောင်ဝင်နှစ်ပတ်ပဲပြီးတော့လူထုစနသဘောထားအမှန်ကန်ကိုရောင်းပြဟာချင်းမရှိဘူးကိုယ်စားပြုခြင်းမရှိဘူးဆိုတာနဲ့ပတ်သက်ပြီးကျွန်တော်ပေါ်တာကိုကျွန်တော်တို့သိသိချင်တာပါ။နောက်တော့နေ့ချက်ကကျွန်တော်တို့2010မှာလုံမဲ့ဒီကောက်ပွဲကလည်းပဲလူလာပြီးတရားများတာမှုရှိမှာမဟုတ်ဘူးအဲ့လိုမရှိဘူးဆိုလို့ရှိရင်ဒီကလူထုကိုယ်စားလှယ်အစိမ့်မှန်ကိုလည်းရွေးချယ်ခြင်းများနိုင်မှာမဟုတ်ဘူးဆိုတော့အနေထားကိုကျွန်တော်တို့ကဘောတူလက်ခံခြင်းမရှိနိုင်ဘူးဆိုတဲ့ဟာကိုကျွန်တော်တို့ထုတ်ဖော်ပြောတာနာဖရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဟာစီအုပ်စုတပ်ဆိုးရှည်ရေးနဲ့တရားဝင်အာဏာချုပ်ကင်ထားရေးပဲဖြစ်ပြီးပြည်သူလူထုတရက်လုံးအတွက်အကျိုးမရှိတာကြောင့်အခုလိုကန့်ကွက်ရတာလို့အောက်တိုဘာလ12ရက်နေ့မှာထုတ်ပြန်လိုက်တဲ့ KNPP ရဲ့ကြေညာချက်မှာဖော်ပြထားပါတယ်။ KNPP ဟာတိုင်းသားခွင့်ရေးတွေအတွက်နာဖအစိုးရကိုလက်နက်ကင်တော်လှန်နေတဲ့အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။နာဖနဲ့ KNPP ဟာ1995ခုနှစ်ကနှစ်ဖက်သဘောတူအပြစ်ခက်ရက်စဲခဲ့ကြပူပါတယ်။ဒါပေမဲ့လည်းအပြစ်ခက်ရက်ပြီး3လကြာမှာပဲဒီသဘောတူညီမှုပြည့်ပြည့်သွားခဲ့ပြီးတိုက်ပွဲတွေပြန်ဖြစ်ခဲ့ပါတယ်။ KNPP နဲ့အလားတူအခြားတိုင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ကရင်မျိုးသားစီယုံ KNU ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD နဲ့ကချင်မျိုးသားစီယုံ KNO တို့ကလည်း2008ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့2010ရွေးကောက်ပွဲကိုလက်မခံနိုင်ကြောင်းအတိအလင်းထုတ်ပြန်ကြေညာထားကြောင်းပါရှင်။